ဒီလူငယ်ကိုကြည့်လိုက်ပါဒါနဲ့အပြင်းထန်ခုတ်လိုက်တာတော့သူကလုံးဝမရှောင်ဘူးနားရွက်တစ်ဖက်ပြက်ကျသွားတယ်မျက်လုံးအုပ်ကျိုးလည်းပြုတ်ကျသွားတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပေါ်လာတဲ့မြင်ကွင်းကတော့လူတိုင်းကိုစက်တိတစေဖို့လုံလောက်နေပါတယ်သူ့မျက်လုံးတစ်ဖက်ကအနက်ရောင်6ကန်းပါလို့ဟာလာဟင်းလင်းဖြစ်နေတယ်အနားမှာရှိတဲ့လူငယ်လေးတွေအံ့အားသင့်ပြီးစကားတောင်မထွက်နိုင်တော့ဘူးဒါပေမဲ့ဒီလူငယ်ကတော့ဘာမှမဖြစ်တယ်လို့မျက်နှာမပြတ်ပဲပြက်ကျနေတဲ့နားရွက်ကိုကောက်ယူလိုက်ပါတယ်ဒီမြင်ကွင်းကဒုံဆူရဲ့နာကျင်စရာငယ်ဘဝကိုပြန်တရိယာစေခဲ့တယ်ငယ်ငယ်တုန်းကတစ်ပင်ပေါ်ကပြုတ်ကျပြီးခြေထောက်ကျိုးခဲ့ပေမဲ့ဒဏ်ရာကအလိုလိုပြန်ကောင်းသွားခဲ့တယ်အဲ့ဒီအချိန်ကစားပြီးသူငယ်ချင်းတွေအတွက်တော့သူဟာလူမဟုတ်တဲ့တတဝါတစ်ကောင်ဖြစ်သွားခဲ့တယ်ဒီအမတ်တရဟာသူ့ဘဝတစ်လျှောက်လုံးရဲ့အနာရွက်ဖြစ်ခဲ့ပြီးမျက်ရည်တွေတောင်မထိန်နိုင်တော့ပါဘူးဒါပေမဲ့နောက်တစ်စက္ကန့်အတွင်းမှာပဲသူ့နားရွက်ကနေတွေးနေအောင်အကိုင်းခတ်တွေထွက်ပေါ်လာပြီးဒဏ်ရာကိုအဲ့ဟုတ်ဖွယ်ရအချိန်နဲ့ပြန်လဲကူးတက်ပြလိုက်တယ်ဒုံဆူဟာအလုတ်ဆင်းပြီးအိမ်ပြန်လာချိန်မှာကိုအင်္ဂါရောင်းဝယ်ရေးအဖွဲ့ရဲ့ပြန်ပေးဆွဲခြင်းကိုခံခဲ့ရတယ်မျက်လုံးတစ်ဖက်လုံးအထုတ်ခံလိုက်ရပေမဲ့သူ့ရဲ့ထူးခြားတဲ့ပြန်လဲရှင်တန်နိုင်စွမ်းကြောင့်မျက်လုံးတစ်ဖက်ကိုပြန်လဲရရှိခဲ့ပါတယ်တဲလုံဆက်ရှာဖို့အမိုက်ပြန်လဲဝယ်ယူရေးဆိုင်မှာခိုးအောင်နေစဉ်အဖိုးတယောက်အနိုင်ကျင့်ခံနေရတာကိုတွေ့လိုက်ရပြီးဝင်ရောက်ကူညီခဲ့တယ်ဒါပေမဲ့သူ့ရဲ့တည်င်းကဘိုင်းကောင်းဆောင်စီရောက်သွားခဲ့တယ်လိုက်လံရှာဖွေမှုတွေစတင်လာပြီးဒုံဆူဟာအသက်လိုပြေးရတော့တယ်အဲ့ဒီအချိန်ရုပ်ရည်တာမန်လေးနဲ့မင်းကလေးတယောက်ကသူ့ကိုလမ်းညွှန်ပေးခဲ့ပေမဲ့ရှေ့မှာစောင့်ကြိုနေတာကလမ်းပိတ်ကြီးတစ်ခုသာဖြစ်နေတယ်ထိတ်လန့်နေတဲ့ဒုံဆူကိုမင်းကလေးကဓာတ်တစ်ချောင်းထုတ်ပြီးခြေထောက်ကိုတစ်ချက်လှီးလိုက်တယ်အဲဩစရာကတော့ဒဏ်ရာဟာချက်ချင်းပြန်ကောင်းသွားခဲ့တာပါအိမ်ပြန်ရောက်တဲ့နောက်ဒုံဆူရဲ့စိတ်ထဲမှာထူးဆန်းတဲ့မြင်ကွင်းတွေဆက်တိုက်ပေါ်လာတယ်သူ့မျက်လုံးကိုအခြားလူတစ်ယောက်စီအစားထိုးတက်ဆင်ထားတာကိုမြင်လိုက်ရတယ်တစ်ဖက်မှာတော့မြို့လေကောင်မှာပန်းပိုးတစ်ခုပေါ်လာပြီးလူများကအမှုပညာလက်ရာအဖြစ်တပ်ပုံရိုက်နေကြတယ်ဒါပေမဲ့အဲ့ဒီပန်းပိုးဟာတကယ်တော့မျိုးသမီးအလောင်းကိုအမှုပညာပုံစံနဲ့ပြင်ဆင်ထားတဲ့လူတက်မှုတစ်ခုဖြစ်နေခဲ့တယ်ရဲတပ်ဖွဲ့ကစုံစမ်းရမှာအလောင်းတစ်လောင်းလုံးကိုတစ်ဆေးနဲ့ဖုံးအုပ်ထားပြီးဝမ်းပိုက်ပေါ်မှာထူးဆန်းတဲ့တင်ကေးတစ်ခုကိုတွေ့ရှိခဲ့တယ်တစ်ချိန်တည်းမှာပဲဒုံဆူရဲ့ညာမျက်လုံးကနေလူသက်သမားမြင်နေရတဲ့မြင်ကွင်းတွေကိုသူပါမြင်လာနိုင်ခဲ့တယ်အဲ့ဒီတင်ကေးဟာလူသက်သမားရဲ့အမှတ်အသားဖြစ်နေခဲ့ပေမဲ့ဒုံဆူကတော့အဲ့ဒီအတိတ်ပဲကိုမသိသေးပါဘူးမကြခင်နောက်ထပ်လူတက်မှုတွေစက်တိုက်ဖြစ်ပွားလာတယ်ဒုံဆူရဲ့အမြင်ထဲမှာပချီမဆုစာအုပ်တအုပ်မြေအောက်ခန်းတစ်ခုလူသက်သမားရဲ့လှုပ်ရှားမှုတွေတစ်ခုပြီးတစ်ခုပေါ်လာနေတယ်ဒီတစ်ချိန်မှာတော့ပြစ်မက်ကကလေးတစ်ယောက်ဖြစ်နေခဲ့တယ်လူသက်သမားကအလောင်းကိုမြို့လေရင်ပြင်မှာအမှုပညာပန်းပို့ဖြစ်ထားခဲ့ပြီးတမျိုးလုံးအံ့အားသင့်သွားခဲ့တယ်ပိုဆိုးတာကလူမှုကွန်ရက်ပေါ်မှာဒီအမှုပညာလူသက်သမားဟာနာမည်ကြီးလာပြီးတချို့ကတော့သူ့ရဲ့နောက်ထပ်လက်ရာကိုတောင်စောင့်မျှော်နေကြပါတော့တယ်ဒုံဆူလည်းအခုမှအမှန်တရားကိုနားလည်သွားတယ်သူ့ရဲ့မျက်လုံးတစ်ဖက်ဟာလူသက်သမားရဲ့ခန္ဓာကိုယ်ထဲမှာရှိနေခဲ့တာပါမျက်လုံးကိုပြန်ရချင်ရင်လူသက်သမားကိုအရင်ဆုံးရှာဖွေရမယ်ဘေးဒင်ဆရာမစီတွားရောက်မေးမြန်းရမှာလူသက်မှုတွေဟာဘလူအိုဂျိုနဲ့တောကြကြိုတန်းတဲကြတဲ့နေတိုင်းဖြစ်နေရဆိုတာသိလိုက်ရတယ်နောက်ထပ်လူသက်မှုဖြစ်မဲ့နေ့ကတော့ခရစ်စမတ်နေ့ဒုံဆူကအခင်းဖြစ်ရာကိုအချိန်မီရောက်သွားခဲ့ပေမဲ့ဒီတစ်ခါတော့သူ့ကိုစောင့်ကြိုနေတာကလူသက်သမားမဟုတ်ပဲကိုအင်္ဂါရောင်းဝယ်ရေးအကိုင်းကြီးတစ်ခုဖြစ်နေခဲ့ပါတယ်